ဒီမြီးဟာသူ့ပိုင်ရှင်တွေနဲ့တောင်တက်သွားနေချိန်မှာကြောက်လန့်ပြီးပြေးလွှားသွားခဲ့တယ်အစပိုင်းမှာတော့သူ့ပိုင်ရှင်တွေကလိုက်ရှာခဲ့ပေမဲ့နောက်ဆုံးတော့လက်လျှော့လိုက်ကြတယ်နှစ်တော့ကြာပြီးနောက်မှာတောင်တက်သူတယောက်ကမန္တလေးဆန်အုပ်စုတစုကိုတွေ့လိုက်တယ်အဲ့ဒီအုပ်စုကတော့မြီးတကောင်ကိုလိုက်ပြီးလှုပ်ရှားနေကြတာဖြစ်တယ်အကြောင်းကတော့သူဟာတယောက်တည်းဖြစ်သွားတဲ့အခါမန္တလေးဆန်တွေရဲ့အုပ်စုတွေကိုဝင်ရောက်သွားခဲ့တာပါတစ်ချိန်မှာတော့သူကတောမွေကြောင်တွေ Mountain Lions ကနေမန္တလေးဆန်တွေကိုကာကွယ်ပေးခဲ့လို့သူတို့ကသူ့ကိုအုပ်စုကောင်းဆောင်ဖြစ်လက်ခံလိုက်ကြတယ်ဒီနေ့အထိလည်းသူဟာမန္တလေးဆန်တွေနဲ့အတူလှည့်လည်နေစေဖြစ်ပါတယ်တောင်ပေါ်ကရေခဲတုံးကြီးတွေပြိုကျလာပြီးသူ့စီကိုအရှိန်မြန်မြန်နဲ့ရောက်လာခဲ့ပါတယ်အဲ့ဒီအောက်မှာ15မိနစ်လောက်တောင်ဖုံးလွှမ်းခံထားရပါတယ်နောက်ဆုံးမှာတော့သူကိုကယ်တင်နိုင်ခဲ့ပေမဲ့တစ်ချိန်လောက်ကြာပြီးနောက်ဆုတခတ်ကစားဖို့ကြိုးစားတဲ့အခါလက်ကမထိန်နိုင်အောင်လှုပ်ရှားလာပါတယ်အကြောင်းကတော့သူဖုံးလွှမ်းခံထားတဲ့အချိန်မှာအောက်ဆီဂျင်မလုံလောက်တာကြောင့်သူ့အုံနောက်ထိခိုက်သွားခဲ့တာပါအဲ့ဒီနောက်မှာပုံစံတွေကိုစိတ်ထဲမှာတွေးဆဖို့ကြိုးစားတဲ့အခါအုံနောက်ကအများကြီးနဲ့မမှန်ကန်တဲ့နာယုံကြော signal တွေထုတ်လွှတ်သွားပြီးခန္ဓာကိုယ်ကို overload ဖြစ်စေက seizure ခါတုံတက်ခြင်းဖြစ်စေခဲ့ပါတယ်ဒါကြောင့်ဆူဒိုကူဟာသူ့အတွက်အကြိုက်ဆုံးဂိမ်းတစ်ခုဖြစ်နေခဲ့တော့လဲနောက်ဆုံးမှာတော့လုံးဝမကစားနိုင်တော့ပဲဆွန့်လွတ်လိုက်ရပါတယ်